ဒီမှန်းချက်ကြီးကြီးခါစမ်းပါဟိုးတောင်ထုအမြင့်ကိုကြည့်ပြီးတော့စိတ်မမောလိုက်ပါနဲ့လေကားတစ်ထစ်ချင်းတဲ့ရမှာပါအထုပ်ကိုခုံမတဲ့ရပါဘူးတစ်ထစ်ချင်းတဲ့ရင်နောက်ဆုံးတော့တောင်ထိပ်ရောက်သွားလိမ့်မယ်အဲ့ဒီခါမှာအောက်ကိုပြန်ငုံကြည့်လိုက်အိုးခရီးအများကြီးပောက်ခဲ့ပြီကောအံ့ဩပါလိမ့်မယ်ဟာတခုမှမလုပ်ဖဲနဲ့အောက်မှာကြံခဲ့တဲ့ကောင်ကအဲ့ဒီကောင်စတော့ကငါနဲ့အတူတူပါပဲကွမမီမကန်းနဲ့အခုံးကိုလမ်းဖက်တယ်မဖက်နဲ့မင်းမလို့မင်းလည်းဖက်ချင်မင်းဝါသနာပိစစရိုက်နဲ့ကိုက်ညီတယ်အထွတ်တစ်ခုတက်ခဲ့ပါနောက်ကျသွားတယ်ဆိုတာမရှိဘူးနောက်ကျသွားတယ်ဆိုတာမရှိဘူးတတိယတဲ့ချိန်လုံမဲ့ကွာလို့ဆုံးဖြတ်တဲ့ချိန်ကောင်းပါတက်ပါသူကမင်းနဲ့10နှစ်စောရောက်ချင်ရောက်မင်းကနောက်10နှစ်မှရောက်ပြီလဲပဲအတူတူပဲလှမ်းပြီးတော့အခုံဖက်လို့ရပါလိမ့်ကျွန်တော်တို့